လူရတပ်ပေါင်းရုရှားရဲ့လူတွေဆောက်ပါမယ်ရုရှားရောက်တဲ့အခါမှာဒီသားကြီးဒါဒီမှာပြည်နေတဲ့စကားပဲရုရှားရဲ့ဒီကောဒီရုရှားအထက်လို့တော့ရုရှားဒီမှာလို့တော့ပါဝေးမှုဆိုတာပေါ့ဒီရုရှားမှာရှိတဲ့ခေါင်းဆောင်အားလုံးကိုပြည်ပဆိုင်တာပဲ။ဒီချုပ်ကတော့ဒီမှာရုရှားပူပေါင်းစားတဲ့ပြည်ပသွားမယ်။စီဝါရေးနိုင်ငံရေးလူရေးကာကွယ်ရေးအားလုံးပြည်ပသွားမှာဖြစ်တယ်။စတိုင်းပါရီကပြည်နေတဲ့ဆွေးနွေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့မြန်မာရုရှားပေါ်မှာမိတ်ကဆက်ဆံရေးမိတ်ဆက်ဆံရေးခိုင်မာပြီးတော့ဒီခိုင်မာတဲ့ဆက်ဆံရေးတွေဆွေးနွေးနိုင်ခဲ့တယ်။ကျွန်တော်တို့နာပေါင်းလို့ရှိပါစီဝါရေးနိုင်ငံရေးလူမျိုးခန္ဓာပေါင်းလို့အားလုံးတုံးနေတာဆွေးနွေးနေတယ်ဒီနေ့ရုရှားမြန်မာပြည်ရဲ့ဆွေးနွေးတာလည်းဒီရဲ့ဆွေးနွေးနေပါတယ်ဒီစိတ်ချတော့မြန်မာနိုင်ငံအတွက်အာဝရပိစိဖြစ်နေတယ်နိုင်ငံကြီးတဲ့ဖြစ်ပါတယ်။ဘာရေးရမှာလဲရုရှားနိုင်ငံကမြန်မာနိုင်ငံဘက်ကနေရက်တီတည်ကြရအောင်ကျွန်တော်တို့ကြည့်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့130ဒီကဝါနေအားရှိတဲ့လူရတပ်ပေါင်းရုရှားရဲ့လူတွေဆောက်ပါမယ်။နောက်ပြီးဒါပြင်ကျွန်တော်အရှေ့တောင်အာရှမှာရေးကြီးတဲ့ဘယ်လိုစီးပွားရေးအရာအခြေခံကောင်းမွန်လာမယ်တဝယ်ရင်းနဲ့စိတ်ကံမှာရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ဒါဒီအထူးကြီးမားတဲ့ project ဖြစ်လာတယ်။ဒါပြင်တဝယ်ရင်းနဲ့စိတ်ကံဝယ်ပါပြီးအားဖြင့်ကုန်နေတာပုံစံကလက်ခါရည်လက်ကောက်ပုံစံနဲ့ဝယ်နဲ့စိတ်ကံဒီမှာရှိတဲ့ကာနာစိတ်ကံဒီစိတ်ကံနဲ့ရှင်းဆက်နေတာလေလက်ခါရည်လက်ကောက်ဘာတိုင်းလဲအကြောင်းပေါ်တယ်ဖြစ်တဲ့စိတ်ကဘာကြောင့်ဒီပါလဲဒီတဝယ်ရည်ရဲ့စိတ်ကံဘယ်နေရာမှာရှိလို့မြန်မာနိုင်ငံအောက်ပိုင်းတောင်ပိုင်းမှာရှိတယ်ဝယ်ရည်ရဲ့စိတ်ကံအောက်ကမလက်ကာရည်လက်ကြားဆိုတာရှိတယ်ဒီမလက်ကာရည်လက်ကြားဆိုတာကဒီတောင်ရုပ်ပင်တွေဘက်မှာရှိတယ်ဒီညပုံစံရအဲ့ဆိုလာစမှာရုရှားပြည်လို့ဒီနည်းမျိုးတင်နိုင်တဲ့အတွက်ကြောင့်တောင်စီဝင်ကြုံရုံနဲ့ဆောက်ရောက်ပြန်ပါဖြစ်တယ်ပြည်ကျွန်တော်ရာလူကိုသွားမယ်ပြန်နိုင်တယ်သူကရုရှားမှာရှိတဲ့စကားဒီဘော့စ်တော့သွားမယ်အဲ့မှာလည်းကောက်စီဖြစ်တယ်ကျွန်တော်ပြောချင်တာကဒီနေ့လေးစပြီးတော့မြန်မာရုရှားဆက်ဆံရေးကိုပုံခိုင်မာပြီးတော့ပုံတင်ရဲတယ်တော့တမိုင်းကဏ္ဍအတိတ်ကိုဖွင့်လှစ်နိုင်ခြင်းရဲ့မြောက်ပါတော့